မနက်စာကိုရွှေထုံမောင်ဆိုတဲ့ဆိုင်မှာသွားစားဖြစ်ပါတယ်ဆိုင်ရှင်လဲသဘောကောင်းသလိုဆိုင်ကဝန်ထမ်းလေးလည်းတော်တော်လေးသဘောကောင်းပါတယ်မတိရရှိလို့ရှိရင်သူတို့ကိုမေးအကုန်လုံးပြပြပါတယ်ဒီနွားနို့ရဲ့ပေါက်စီရဲ့ဒီမုတ်ကလေးကလေဒီမမစားဖို့တာမုံနမေကမုတ်အုပ်ကလေးတဲ့ဒီအောက်မှာပဲစားဖို့ပါတယ်ရှင်ရှက်သားပေါက်စီလေးလည်းမစိုးဘူးကုတူယူကတော့ကျွန်မသိမကြိုက်ခဲ့ဘူးပေါက်စီရဲ့နွားနို့ရဲ့ဒီမုတ်အုပ်ကလေးတစ်ပွဲကုတူယူတစ်ပွဲဝန်စုစုပေါင်း1500ပဲရှင်းခဲ့ရပါတယ်ဈေးလည်းတော်တော်တန်ပါတယ်ပြီးတော့ဒီမက်ယူဆိုတဲ့ကရင်ရိုးရအထည်ဆိုင်မှာအင်ဂျီလေးဝင်ဝယ်ခဲ့ပါတယ်ရှင်ဈေးနှုန်းလေးတွေက13500ကနေစရှိပါတယ်ဈေးလေးမစိုးပါဘူးရောက်မယ်ဆိုရင်ဒီဆိုင်မှာဝယ်ဖို့အကြံပြုချင်ပါတယ်ပထမဦးဆုံးကျမတို့ကော့ကတောင်းကူကိုတွားလေပါတယ်ရှင်ကော့ကတောင်းကူရဲ့ဒီဝင်ချင်းအပေါက်မှာကိုအာဦးတို့ကအရင်စောင့်ကြုံနေပါတယ်ရှင်လာမကျူလာအာဦးတို့ကိုအစာကျွေးပြီးတော့ကော့ကတောင်းလိုင်းကူတဲကိုတွားပါတယ်ရှင်ဆရာတော်ကြီးကြောက်နေတယ်ကိုဝင်ကြည့်ကော့ကတောင်ကူရဲ့ဖះကိုကျမတို့ဖိုးပြီးတော့ကော့ကတောင်ကူရဲ့အရှိနည်းနည်းလေး5မိနစ်လောက်သွားလို့ရှိရင်ရောက်တဲ့ဒီကော့ကမိတ်တရားကိုကျမတို့ဆက်ပြီးတော့သွားလေပါတယ်ရှင်ကော့ကမိတ်တရားကကော့ကတောင်ကူနဲ့5မိနစ်လောက်သွားရင်ကိုရောက်ပါပြီကျမတို့သွားတဲ့အချိန်က10နာရီကျော်17ဝန်းကျင်လောက်ဆိုတော့အနေအရန်ပူပြီးတော့တပုံရိုက်လို့လုံးဝမလှတာပါဒါပေမဲ့ဘေးဘက်လင်မှာစပါးခင်းနေအပြည့်နဲ့ဆိုတော့တော်တော်လေးကိုလှပါတယ်နေကအရန်ပူတော့ကျမဗီဒီယိုလေးပဲရိုက်ခဲ့လိုက်ရတာပေါ့နော်တပုံကတော့ရိုက်လို့မရပါဘူးဘယ်ရှုတော့ကရိုက်မဲသေးတဲ့ပုံတွေပဲထွက်လာပါတယ်အဲ့ဒါနဲ့ကျမတို့လည်းလွန်ညရေးပြအိမ်ကိုဆက်သွားခဲ့ပါတယ်လွန်ညရေးပြအိမ်ကလေလူပဲဒီအပေါက်ကနေဝင်ရတာပေါ့နော်ဆိုင်ကယ်ဒီကားတွေကဒီလမ်းဘေးမှာရက်ခဲ့ရပါတယ်အဲ့ဒါကြောင့်ကျမတို့လည်းဆိုင်ကယ်ကိုလမ်းဘေးမှာခဏရက်ခဲ့ပြီးတော့ဒီလွန်ညရေးပြအိမ်ကိုသွားတဲ့တရားထိပ်ထီကိုကျမတို့ဝင်ခဲ့ပါရဲ့ပေါ့နော်တကယ်တမ်းလွန်ညရေးပြအိမ်သွားမယ်ဆိုရင်အခုမြင်နေရတရားအဆုံးမှာပဲရှိရပါပေါ့နော်အတွင်းထဲကိုဝင်ရမှာကျမတို့ကဝင်တော့ဘဲနဲ့ဒီတရားထိပ်မှာပတ်လေကိုဗီဒီယိုလေးရိုက်ဓာတ်ပုံလေးရိုက်ပြီးတော့ပြန်လာခဲ့ပါတယ်ဖန်ကိုရောက်ရင်မဖြစ်မနေသွားတဲ့နေရာလေးတစ်ခုဖြစ်တဲ့ဖန်ကန်းနာလဲညစီကိုသွားစားပြပါတယ်ဒီမှာကလေစားတောက်ဆိုင်တွေကတော်တော်လေးကိုစုံစုံလင်းလင်းကိုရှိပါပါယူရီးယားအစားအစာတွေကပိုများတယ်ပေါ့နော်ဒီကန်းနာလဲညစီမှာအများဆုံးတွေ့ရတာကဝက်သားတုတ်ထိုးဆိုင်မှာပြီးလို့ရှိရင်ကရင်မိုးဟင်းကားဆိုင်တွေလည်းရှိတယ်ပြီးရင်ဒီယူရီးယားအကင်ပေါင်းတွေပေါ့နော် soft နဲ့တုံးစားတဲ့ဟာတွေပေါ့အဲ့ဆိုင်တွေလည်းအများကြီးတွေ့ရတယ်ဈေးဆိုင်တန်းတွေမှာလေမနှဲအများကြီးပါပဲရှင်စားစရာတွေကစုံလုံးလို့လေဘာစားလို့စားရမှန်းတာကိုမသိဘူးရွေးချယ်စရာတွေအများကြီးကိုရှိရပါဒီဖန်ကန်းနာလဲညစီကနေ့လေ3နာရီလောက်ဆိုလို့ရှိရင်ဆိုင်တွေစဖွင့်ပြီလို့ပြောပါတယ်ကျမတို့ဖန်မှာ9ရက်လောက်နေမယ်လို့စိတ်ကူးထားပါတယ်ဒီ9ရက်လုံးကိုလည်းဒီဖန်ညစီကိုသွားစားမှာပါဦးကင်ထမင်းဆိုင်ကိုလည်းတွေ့ခဲ့ပါတယ်ရှင်တိတ်တိုးပါပဲစားကြတဲ့လူတွေကလေဒါပေမဲ့ကျမတို့ကညစာကထမင်းမစားချင်တာနဲ့ဝယ်မစားဖြစ်ခဲ့ဘူးပေါ့နော်
ဒူးရင်ပြီလို့တပူးဝယ်လိုက်ပါတယ်နှစ်ခုပါတာကို3000ပေးရပါတယ်ရှင်ဒီမိုးဆိုင်မှာစုစုပေါင်း9500ကုန်ခဲ့ပါတယ်အေးလေးကတော်တော်လေးချောတာမို့လို့အမောပြေအောင်လို့ဆိုပြီးတော့တစ်ခွက်အားပေးခဲ့ပါသေးတယ်ပင်မဲ့ဖြော်ရီခွက်အကြီးဟိုမှာတစ်ခွက်မှာ2500ပဲပေးရပါတယ်ရှင်ဘလောက်တန်လဲဆိုတော့ရှင်တို့ပဲစဉ်းစားကြည့်တယ်တော့ကျမကလည်းအဲ့လိုမျိုးရောင်းနေဆိုင်ဆိုလို့ရှင်တရားကိုအားပေးချင်တာပြီးတော့ကျမအချိုရည်လေးကြိုက်လို့ပေါ့နော်ဒီစိုက်ကောချောင်းရတစ်ချောင်းကို4000ပဲပေးရပါတယ်ရှင်ကျမလည်းတစ်ချောင်းဝယ်လိုက်ပါတယ်ဒီအုံတို့ကောင်းချင်းကြည့်တော်လေးကတစ်ချောင်းကို1000နဲ့ဆက်ရှိပါတယ်ဒီတစ်ချောင်းလုံးကိုအမီးကျွေးတာပါတော်တော်လေးဆိုင်ရှင်ရသဘောကောင်းတယ်ကျမတို့လည်းကောင်းချင်းကြည့်တော်တစ်ချောင်းအားပေးခဲ့ပါတယ်ရှင်စားချင်တာတွေအကုန်ဝယ်ပြီးတော့ဒီအမိုးဆိုတဲ့ကရင်မုတ်တီဆိုင်မှာကရင်မုတ်ဟင်ကစားပါမယ်ရှင်အကျော်နဲ့တပွဲကိုမွေးငါ2000ကနေစရှိပါတယ်ဘဲဥရီအကျော်ရင်ငဖဲတွေအစုံလုံးထဲမှာဒီတပွဲက4000ပဲပေးရတာပါပြီးရင်သူနဲ့စားရမယ့်အရွက်တွေကလေတောင်လိုပုံလိုကိုအများကြီးကိုချပေးထားတာပါကြိုက်တဲ့လောက်စားပါလုံးဝကိုသဘောကောင်းတဲ့ဆိုင်ပါရှင်မွေးငါဆိုင်ကအမိုးပါကွန်လေးတစ်မျိုးမျိုးနဲ့မျက်နှာထားကတော့စိုးပင်မဲ့အရန်သဘောကောင်းပါတယ်ရှင်ဒီပဲပြစားတော့လေးလည်းတော်တော်လေးစားလို့ကောင်းပါတယ်ဒူးရင်ပီလူကတော့လုံးဝကိုစားမကောင်းပါဘူးရှင်ခရင်နေကြည့်ပါတာပါအသားမပါပါဘူးပြီးရင်ဒီမုတ်လင်များလားမသိဘူးเนาะကနန်းချောင်းမုတ်လင်များတော့ဘာစားစားကြိုက်တာယူ1500ပေါ့เนาะတချောင်းကိုပေါ့เนาะသူလေးလေးအရင်စားလို့ကောင်းပါတယ်ရှင်သူကမယောနစ်ကလေးတွေဒီအချင်လေးတွေကိုစမ်းပေးပါတယ်ဒီနေ့ညစာပလော်လေးကတော့ဒီလောက်ပါပဲရှင်အဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်